ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ UR ခက်ရှ်ရဲကအကျန်းဆုံးတိုက်ပွဲဝင်ခန်းလေးတစ်ခုကို Rita လုပ်ပြီးသွားမှာပါဇလန်းအစမှာတော့ Quabra တယောက်သူ့ညီမလေးကိုကယ်ဖို့အတွက်ရန်သူကေဟာတဲ့ကိုရောက်လာခဲ့ပါတယ်သူ့ရှေ့မှာရှိနေတာကတော့ခန္ဓာကိုယ်ကိုလိုတလိုပုံသွင်းနိုင်တဲ့ Elder Tagore ပဲဖြစ်ပါတယ် Tagore ကမျှော်လင့်မထားတာတွေဖြစ်လာရင်ငါတိတ်မကြိုက်ဘူးလို့ပြောပြီး Quabra ကိုစိန်ခေါ်လိုက်တာပါ Quabra ကလည်းဒေါသကြီးနဲ့ပါဆက်ပိတ်ထားဆန်းလို့អော်ပြီးသူ့ရဲ့တန်တုပ်ကြီးနဲ့အားကုန်လွှဲရိုက်ချလိုက်ပါတယ်ဒါပေမဲ့ Tagore ကတာမန်လူမဟုတ်ဘူးဗျသူ့ခန္ဓာကိုယ်ကရှုပ်နုံတွေလိုပဲပြန်စုစည်းနိုင်စွမ်းရှိနေတာပါQuabra ကတုံးနဲ့ထိုးဆိုင်လိုက်ပေမဲ့ Tagore ကတော့ရေမောရင်းသူ့ရဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလက်နက်အဖြစ်ပြောင်းလဲပြီး Quabra ကိုဒဏ်ရာပြင်းထန်ရအောင်ပြန်တိုက်ခိုက်ပါတော့တယ်။ Quabra တူးထောက်ကျသွားတဲ့အချိန်မှာတော့ထူးခြားတာတစ်ခုဖြစ်လာပါတယ်။သူ့ရဲ့စိတ်ဆွမ်းအားတွေနိုးထလာပြီးလက်ဖွားထဲကနေအပြာရောင်အလင်းတန်းကြီးထွက်ပေါ်လာတာပါ။အဲ့ဒါကတော့ Quabra ရဲ့အစွမ်းထက်လာတဲ့ Spirit Sword ပဲဖြစ်ပါတယ်။နောက်ဆုံးတော့ထွက်လာပြီးဟေးငါရဲ့ Spirit Sword လို့ကြွေးကြော်ရင်း Tagore ကိုနှစ်ပိုင်းပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ Tagore ကချက်ချင်းပြန်ဆက်သွားပြီးသူ့အကူဖြစ်သူရောင် Tagore ရဲ့ပခုံးပေါ်မှာတွဲကပ်လိုက်ပါတယ်သူတို့ညီကိုနှစ်ယောက်ရဲ့အတိတ်ကလှုပ်ဝက်ချက်တွေရှိနေတာပါ။ Elder Tagore ကမင်းလဲမင်းရဲ့ဝိညာဉ်ကိုရောင်းစားခဲ့တာပဲမဟုတ်လားလို့မေးတဲ့အခါ Younger Tagore ကငါရဲ့တိတ်ခါကိုတော့ရောင်းစားခဲ့တယ်လို့ငါမမှတ်မိဘူးလို့ခက်တီတီပဲပြန်ပြောပြီးသူ့ညီကိုလက်သီးနဲ့တစ်ချက်တည်းဝှေ့ရမ်းပစ်လိုက်ပါတယ်။သူ့ရဲ့စွမ်းအားကတကယ်ကိုကြောက်စရာကောင်းတာဗျတစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ဇက်လိုက် Yusuke ကဆီယာမကြီးကျင်းခဲစီမှာတေလူမတက်လေ့ကျင့်နေရပါတယ်။ပိုပြီးတမအောင်စူးစမ်းစမ်း Yusuke အားလုံးကိုကာကွယ်ပေးနိုင်ဖို့အတွက်ပေါ်လို့ဆီယာမကြီးကတိုက်တွန်းနေတာပါ။ Yusuke ရဲ့လက်ချောင်းထိပ်ကနေထွက်ပေါ်လာတဲ့ကြီးမားလာတဲ့ Spirit ကရဲ့စွမ်းအင်တွေကနောက်ထပ်လာမယ့်တိုက်ပွဲကြီးအတွက်အဆင်သင့်ဖြစ်နေပြီဆိုတာပြသနေပါတော့တယ်